မင်္ဂလာပါကျွန်တော်တို့နေထိုင်ရာဒီကဘာကြီးနဲ့စัจ java လာထဲမှာနေ့စဉ်နဲ့အမျှဒီပညာအသစ်တွေသိပ္ပံပညာရဲ့ဆိုင်ရာရှာဖွေတွေ့ရှိမှုအသစ်တွေအကြောင်းအမြဲကြားနေရပါတယ်ကွန်ပျူတာတွေအာကာသယာဉ်တွေမျိုးရိုးဗီဇအင်ဂျင်နီယာပညာရပ်တွေဒါတွေကိုကြည့်ပြီးလူသားတွေဟာအလွန်ပဲတော်ကြတယ်အသစ်အဆန်းတွေကိုဖန်တီးနိုင်ကြတယ်လို့အများစုကထင်မှတ်တတ်ကြပါတယ်ဒါပေမဲ့တေချာစဉ်းစားကြည့်ဖို့ပါလားခေတ်သစ်လူသားတွေအကြီးအကျယ်ချီးကျူးနေကြတဲ့သိပ္ပံပညာဆိုတာတကယ်တော့ပါလေအမှန်တရားရှုထောင့်ကနေတဲ့ကြည့်ရင်သိပ္ပံပညာဆိုတာလူသားတွေကိုဘာသာကိုပေးထားတဲ့နာမည်တတ်မြတ်တာဖြစ်ပါတယ်သိပ္ပံပညာရှင်တွေဟာစัจ java လာထဲမှာဘာတစ်ခုမှသိအစမ်းနေနဲ့ဖန်တီးခဲ့ခြင်းမရှိပါဘူးငါတို့ကလေးကချင်းနှင့်ပြီးသားတဘာဝတရားကြီးကိုလူသားတွေရဲ့ဉာဏ်နဲ့လိုက်လံကြည့်ရှုပြီးအမည်နာမတွေပေးနေကြခြင်းသာဖြစ်ပါတယ်ကမ္ဘာကျော်သိပ္ပံပညာရှင်အိုင်းဇက်နျူတန်ကဗန်တီကြွေကြတာကိုကြည့်ပြီးဆွဲငင်အားနိယာမ gravity ကိုရှာတွေ့တွေ့ရှိခဲ့တယ်လို့ကျွန်တော်တို့သိထားရပါတယ်ဒါပေမဲ့နျူတန်မမွေးခင်လူသားတွေကမ္ဘာပေါ်မရှိခင်ကတည်းကဆွဲငင်အားဆိုတာရှိနေခဲ့တာမဟုတ်ဘူးလားအိုင်စတိုင်းကကြွေးချူနဲ့စွမ်းအင်ဆက်စပ်မှုညီမျှခြင်းကိုတွက်ချက်ခဲ့ပါတယ်ဒါပေမဲ့ကြွေးချူတွေစွမ်းအင်တွေဟာစัจ java လာကြီးစတင်ကလေးကသူ့တဘာဝနဲ့သူရှိနေပြီးသားအရာတွေပါဘယ်စစ်တအားတန်လိုက်လှိုင်းအလင်းရဲ့အလင်းအတန်တွေရဲ့တိဆောက်ပုံဒါတွေအားလုံးဟာလူသားတွေသူတေသနာမလုပ်ခင်ကလေးကအလုံးစုံပြည့်စုံစွာပတ်နေတဲ့တဘာဝတရားကြီးရဲ့နဂိုမူလအခြေခံတွေဖြစ်ပါတယ်သိပ္ပံပညာရှင်တွေလုပ်ခဲ့တာကအဲ့ဒီရှိနေပြီးသားတရားတွေကိုသင်္ချာနည်းနဲ့ပုံတင်နည်းချတယ်ပြီးတော့နာမည်တက်လိုက်တယ်ဒါကြောင့်သိပ္ပံပညာဆိုတာအတစ်ကိုတည်ထွင်တာမဟုတ်ပဲရှိပြီးသားကိုလိုက်လံမှတ်တမ်းတင်တဲ့ပညာရဲ့တတ်တာဖြစ်ပါတယ်ဒါဆိုရင်လူသားတွေဘာလို့အခုမှဒါတွေကိုသိလာကြတာလဲအဖြေကရှင်းပါတယ်လူသားတွေရဲ့ဉာဏ်ရည်ဟာအစပိုင်းမှာတဘာဝတရားကြီးရဲ့နတ်နယ်မှုကိုမမီခဲ့ကြလို့ပါပဲနှစ်ပေါင်းထောင်ချီပြီးဉာဏ်ရည်ကိုတဖြည်းဖြည်းချက်ထွင်လာကြလို့သာအစကမမြင်ရတဲ့အရာတွေကိုမြင်လာရခြင်းဖြစ်ပါတယ်မျက်စိနဲ့မမြင်ရတဲ့ပုံမှားတွေကိုအနုကြည့်မှန်ပြောင်းနဲ့ကြည့်လိုက်တဲ့အခါဒါဟာသိပ္ပံပညာရဲ့ထူးခြားချက်လို့ထင်လျက်ရှိပါတယ်ဒါပေမဲ့ပရမတ္တအမှန်တရားရှုထောင့်ကကြည့်ရင်ဒါဟာဘာမှထွေထွေထူးထူးမဟုတ်ပါဘူးသူတို့ကငကိုကလေးကရှိနေတာပဲလေလူသားတွေမမြင်ခင်ကလည်းသူတို့ရှိနေတာပဲမြင်ပြီးတော့လည်းသူတို့ရှိနေတာပါပဲလူသားတွေသိရှိလာခြင်းမသိရှိခြင်းကတဘာဝတရားကြီးရဲ့အရှိတရားကိုဘာမှပြောင်းလဲမသွားစေပါဘူးလူသားတွေရဲ့အမြင့်ဆုံးဉာဏ်နဲ့ရှာဖွေတွေ့ရှိသမျှအရာတွေဟာတဘာဝတရားကြီးရဲ့အန်တီမှုအောက်မှာတော့အသေးအမွှားကလေးတွေသာဖြစ်ပါတယ်သိပ္ပံပညာကဘလောက်ပဲတိုးတက်ပါစေလောက်ပဲစမ်းပြတဲ့ကိရိယာတွေထွင်တဘာဝတရားကြီးရဲ့ခြေခံအကျအဆုံးနေရာမှတစ်ခုကိုတော့ဘယ်လိုမှကျော်လွန်လို့မရပါဘူးအဲ့ဒါကတော့ဖြစ်ပြီးရင်ပြည့်ရမယ်ဆိုတဲ့တဘာဝတရားပါပဲကျွန်တော်တို့ထင်ကြည့်နေတဲ့ smartphone တွေကွန်ပျူတာတွေဒုံးပြန်တွေဟာချိန်တန်ရင်ဟောင်းနှံပျက်စီးသွားကြရမှာပါစัจ java လာကြီးတဲ့ကအကြီးမားဆုံးခြေကြီးတွေလည်းအချိန်တန်ရင်ပောက်ကွဲပျက်စီးသွားကြတာပါပဲအရာရာဟာအကြောင်းတိုက်ဆိုင်လို့ခေတ္တခဏဖြစ်ပေါ်လာပြီးအကြောင်းတရားကုန်ခန့်တဲ့အခါပျက်စီးခြင်းစီကိုပဲဥတည်သွားကြရပါတယ်သိပ္ပံပညာကဒီဖြစ်ပျက်မှုကိုရုပ်ပိုင်းဆိုင်ရာအရာလိုက်လံလေ့လာနိုင်ပေမဲ့ဖြစ်ပျက်မှုတန်တရားထဲကနေလွတ်မြောက်အောင်တော့မတတ်နိုင်ပါဘူးဒါကြောင့်သိပ္ပံပညာရဲ့ဆိုတာတဘာဝတရားကြီးနဲ့ဒီချာခွဲထွက်နေတဲ့အရာမဟုတ်သလိုနိုင်ရှင်စရာပညာရဲ့တစ်ခုလည်းမဟုတ်ပါဘူးတဘာဝတရားကြီးကပင်မအရှိတရားဖြစ်ပြီးသိပ္ပံပညာဆိုတာကတော့လူသားတွေအချင်းချင်းဆက်သွယ်ပြောဆိုဖို့တတ်မှတ်ထားတဲ့နာမည်တစ်ခုသာဖြစ်ပါတယ်လောကကြီးရဲ့နဂိုရှိနေပြီးသားအမှန်တရားကို
ဉာဏ်နဲ့အရှိအတိုင်းမြင်အောင်ကြည့်တတ်ရင်သိပ္ပံပညာရဲ့ရှားပွေတွေ့ရှိမှုတွေဟာထူးဆန်းမဟုတ်တော့ပဲဖြစ်ပြီးပြတ်တတ်တဲ့သဘာဝတရားရဲ့အလှည့်အပြောင်းတတ်တာဖြစ်ကြောင်းသဘောပေါက်နားလည်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သဘောပတ္တ channel ကိုဆင်မြဲအားပေးနေတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်